ဒီနှစ်လည်းအကယ်ဒမီရမယ်ဆိုပြီးထင်ကြေးပေးခံနေရတဲ့မိမိကိုကိုပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင်။မကြခင်မှာလည်းအကယ်ဒမီပေးပွဲကျင်းပတော့မှာဖြစ်တဲ့အတွက်အနုပညာရှင်တိုင်းကတော့အကယ်ဒမီကိုရင်ခုန်နေကြတာဖြစ်ပါတယ်။ဒီထဲမှာမိမိကိုကိုကလည်းအကယ်ဒမီအတွက်ထင်ကြေးပေးခံနေရပြန်ပြီပဲဖြစ်ပါတယ်။မိမိကိုကိုဟာအကယ်ဒမီပွဲပေးခါနီးမှာပဲ့တင်တန်းဆိုတဲ့ဇာတ်ကားအသစ်ထွက်လာခဲ့တာဖြစ်ပြီးတော့သူမရဲ့တရုပ်ဆောင်ချက်တွေကလည်းအတော်လေးကိုမိမိုက်နေရဖြစ်ပါတယ်။မိမိကိုကိုဟာတရုပ်ဆောင်ကောင်းပေမဲ့လည်းအကယ်ဒမီမရထိုက်သေးတာကြောင့်မရဘဲနဲ့ကြန့်ကြာနေသူတယောက်ဖြစ်ပါတယ်။မိမိကိုကိုဟာတရုပ်ဆောင်ပိုင်းတကယ်ကိုမှကျွမ်းကျင်သူတယောက်ဖြစ်ပါတယ်။ဇယုံနဲ့ကိုက်အောင်လဲတရုပ်ဆောင်နိုင်သူတယောက်အဖြစ်တည်ရှိနေသူတယောက်ဖြစ်ပါတယ်။မိမိကိုကိုဟာပြားရည်အိုင်ဇလန်တွဲနဲ့လူသိများထင်ရှားလာသူတယောက်ဖြစ်ပါတယ်။မိမိကိုကိုဟာဆိုရင်ပြားရည်အိုင်ဇလန်တွဲနဲ့လည်းကြိုရရှိခဲ့သူတယောက်ဖြစ်ပါတယ်။အရင်နှစ်တုန်းကလည်းမိမိကိုကိုဟာမြာနှင်းစီဇလန်တွဲနဲ့အကယ်ဒမီခံမှန်းခြင်းခံရသူတယောက်ဖြစ်ပြီးသူဟာကံမပါသေးရကြောင်းလည်းအကယ်ဒမီနဲ့ဝေးခဲ့ရသူတယောက်ဖြစ်ပါတယ်။အနုပညာလောကမှာလည်းနောက်ခံရှိမှနေရာတစ်ခုရတယ်လို့ပြောကြတာမျိုးတွေရှိပြီးနောက်ခံမရှိရကြောင်းလည်းနေရာမရဘူးလို့တချို့လူတွေကလည်းဆိုကြတာဖြစ်ပါတယ်။မိမိကိုကိုဟာဆိုရင်တော့အနုပညာရှင်တွေထဲမှာအတော်လေးကိုမှဝေဖန်ခံရသူတယောက်ဖြစ်ပါတယ်။မိမိကိုကိုဟာအခုနောက်ပိုင်းမှာအတော်လေးစူးစမ်းလာခဲ့တာဖြစ်ပါတယ်။မနေ့ကသပင်သေးများနှင်းစီဆိုတဲ့ဇာတ်ကားနဲ့အကယ်ဒမီမရခဲ့ပေမဲ့လည်းတရုတ်ကိုသွားပြီးတော့စုသွားယူခဲ့ရတာဖြစ်ပါတယ်။မိမိကိုကိုကတော့သူမအနေနဲ့လည်းတရုတ်ဆောင်လာတာကြာပြီဖြစ်တယ်လို့အနုပညာကိုလည်းယူသွတ်သူတယောက်ဖြစ်တာကြောင့်အကယ်ဒမီတော့ရကျင်ကြောင်းလည်းဆိုထားပါတယ်။ဒါပေမဲ့လည်းအကယ်ဒမီဆိုတာဘလောက်ပဲတရုတ်ဆောင်ကောင်းကောင်းထိုင်မှရတဲ့အရာတစ်ခုဖြစ်ပါတယ်။မိမိကိုကိုထက်အနုပညာတက်တန်းမြင့်တဲ့အနုပညာရှင်တွေတောင်မှအကယ်ဒမီမရကြတာများတဲ့အတွက်လည်းအကယ်ဒမီဟာမှန်းလို့မရတာဖြစ်ပါတယ်။အခုလည်းမိမိကိုကိုပါဝင်တရုတ်ဆောင်ထားတဲ့ပဲ့တင်တန်းဆိုတဲ့ဇလန်းမှာလေးမပြခင်ကလေးကကိုကပရိသတ်တွေကြားမှာအတော်လေးစိတ်ဝင်စားမှုခံနေရတာဖြစ်ပါတယ်။ပဲ့တင်တန်းရိုက်တဲ့ဒရိုက်တာကလည်းလူငယ်ဒရိုက်တာတွေကြားမှာအရေးချင်းရှိရဲ့လို့နာမည်ကြီးတဲ့မင်းဆက်သစ်ဖြစ်တာကြောင့်ဇက်ကားကတော့ထင်ထားတာထက်ပိုပြီးတော့ပေါက်မဲ့အလားလာရှိတာဖြစ်ပါတယ်။ပဲ့တင်တန်းကားမှာဆိုရင်တော့မိမိကိုကိုရဲ့စူးစမ်းထားမှုတွေကိုပရိသတ်တွေကမြင်တွေ့ရအောင်မှာပဲဖြစ်ပါတယ်။မိမိကိုကိုဟာတရုတ်ဆောင်ရင်လည်းဇယုတ်ကိုပြပြအောင်တရုတ်ဆောင်နိုင်တာမျိုးတွေတွေ့ရတာဖြစ်ပါတယ်။မိမိကိုကိုဟာစိတ်သဘောထားပြေဝသူတယောက်ဖြစ်ပြီးစူးစမ်းထားတာမျိုးတွေတွေ့ရတာဖြစ်ပါတယ်။သူမတရုတ်ဆောင်နိုင်ဖို့အတွက်လည်းသူမအနာကလူတွေကသူမကိုအားပေးခဲ့ကြတာဖြစ်ပါတယ်။အထူးသဖြင့်မိမိကိုကိုရဲ့ချစ်သူဟာမိမိကိုကိုအရန်ကိုမှနားလည်ပေးပြီးနောက်ကနေစပိုတင်ပေးနေရဖြစ်ပါတယ်။မိမိကိုအလုပ်တွေအများကြီးလုပ်နိုင်ဖို့အတွက်လည်းပံ့ပိုးပေးနေကြတာဖြစ်ပါတယ်။မိမိကိုကလည်းသူမကိုအားပေးနေတဲ့ပရိသတ်တွေစိတ်မပြတ်စေဖို့အတွက်သူမတက်နိုင်သလောက်ကိုစူးစမ်းပေးနေရဖြစ်ပါတယ်။အခုလည်းပဲ့တင်တန်းဇာတ်ကားနဲ့အကယ်ဒမီရဖို့ခံမှန်းခံနေရတာဖြစ်ပါတယ်။မိမိကိုကတော့အခုနောက်ပိုင်းမှာရုပ်ရှင်ကားကြီးတွေကိုလည်းရိုက်ကူးနေပြီပဲဖြစ်ပါတယ်။သူမအနေနဲ့လည်းဇယုတ်ကိုကြည့်ပြီးသူမသဘောကျတာမျိုးသူမပိုင်နိုင်မယ်ထင်တာမျိုးကိုဆိုရင်လည်းလက်ခံရိုက်ကူးဖြစ်ကြောင်းပြောလာခဲ့ပါတယ်။မိမိကိုအတွက်တော့ပဲ့တင်တန်းဇလန်းဟာအတော်လေးကိုခက်ခဲပင်ပန်းပြီးအမတ်တရားတွေနဲ့ပြည်နေခဲ့တယ်လို့လည်းပြောလာခဲ့ပါတယ်။ပရိသတ်တွေလည်းမိမိကိုအတွက်အားပေးစကားလေးပြောပြသွားခဲ့ပါဦးရှင်။